အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ page ဝယ်တော့မယ်ဆိုလို့ရှိရင်ဘာတွေကိုသိထားတယ်လဲကျွန်တော်တို့က content monetization page ကိုဝယ်တော့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝယ်မဲ့ page က content monetization set up page လားဒါမှမဟုတ်လို့ရှိရင် content monetization upload လုပ်ထားပြီးတော့ကျွန်တော်တို့ page အောက်နဲ့ချိတ်ဆက်ပြီးတာချိတ်ဆက်ထားတဲ့ page လားဆိုတာကိုကျွန်တော်တို့အရင်ဆုံးကြည့်ရမယ်တကယ်လို့ set up page ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေတယ် set up မဟုတ်ပဲတဲ့ content monetization ကို upload လုပ်ထားပြီးတော့ကျွန်တော်တို့ page အောက်နဲ့ချိတ်ဆက်ထားတယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တေချာကျွန်တော်တို့ကြည့်ရမယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပေးအောင်နဲ့ချိတ်ဆက်ထားတယ်ဆိုလို့ရှိရင်ကိုကဒီ page ကိုဝယ်လိုက်မယ့်အခါကျရင်ပေးအောင်တစ်ခုတော့ကို transfer လုပ်ပြီးမှလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဘန်ပဲချိန်ပေးမှလားဘန်ချိန်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့အဆင်မပြေဘူး။ဘာလို့လဲဆိုတော့မူလပိုင်ရှင်ကကြော်ဆိုတဲ့နာမည်နဲ့ပေးအောင်ကိုဖွင့်ထားပြီးတော့သူ့ရဲ့ဘန် name ကလည်းကြော်ဖြစ်နေမယ်။ကိုကဝယ်လိုက်တဲ့သူကကျွန်တော်ပေးအောင်ကိုမချင်းပဲနဲ့ဘန်ပဲချင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နာမည်ကစောစောဖြစ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘန်ချင်းလိုက်တာဖြစ်တဲ့အတွက်ဘန်ရဲ့ name ကစောစောဖြစ်သွားမယ်။ဒါဆိုလို့ရှိရင် pay out ရဲ့နာမည်ကကြော်ဘန်ရဲ့ name ကစောစောဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ space ကနေဝင်ငွေတွေရလာတဲ့အခါမှာ Facebook ကကျွန်တော်တို့ကိုထုတ်ပေးမှာမဟုတ်ဘူး။အခုနောက်ပိုင်းမှာ Facebook က pay out owner name နဲ့ဘန် name နဲ့တူမှငွေထုတ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ pay out owner name နဲ့ဘန် name နဲ့မတူဘူးဆိုလို့ရှိရင်เนาะဒါဆိုကျွန်တော်တို့ကဒီ space ကိုကင်တွယ်လို့မရအောင်နံပါတ်2တစ်ချက်အနေနဲ့ကကျွန်တော်တို့ page ရဲ့ status ထဲမှာတွက်ကြည့်တဲ့အခါမှာ page quality က green အစိမ်းအောင်ဖြစ်ရမယ်။နောက်ကျွန်တော်တို့ hashtags issue လို့ page weight လို့ဖြစ်နေလို့မရဘူး။နောက်တစ်ခုကတော့ကျွန်တော်တို့ page recommendation ကလည်းကျွန်တော်တို့ active ဖြစ်ရမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ monetization ကလည်း active ဖြစ်ရမယ်။အဲ့တော့ကျွန်တော်တို့ page တစ်ခုကိုစစ်ဆေးတဲ့အခါမှာကျွန်တော်တို့အဓိကထားပြီးစစ်ဆေးရမှာက page status ထဲမှာပဲကျွန်တော်တို့အဓိကထားပြီးတော့စစ်ဆေးရမှာ။တကယ်လို့ကိုယ့်ရဲ့ page status ထဲမှာ monetization လည်း active ဖြစ်တယ် recommendation လည်း active ဖြစ်တယ် page ရဲ့ quality ကလည်း green ဖြစ်တယ်ဆိုရင်တော့ဒီ page ကအကောင်းတယ်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့စစ်ဆေးရမယ်နောက်တစ်ခုကဘာလဲဆိုရင်တော့ကျွန်တော်တို့ page ရဲ့ admin ပိုင်းကိုဝယ်တဲ့ page က ownership ပါနေလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုဝယ်ပြီးတဲ့အခါမှာကိုယ့်ကို page ရောင်းလိုက်တဲ့သူကရော admin တွေအကုန်ထွက်ပြီးရလားဒါတွေကိုလည်းကျွန်တော်တို့စစ်ဆေးရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ page ဝယ်တဲ့အခါမှာဝယ်သူနဲ့ရောင်းသူရဲ့ကြားမှာအာမခံချက်တွေဘယ်လိုအာမခံချက်တွေရှိတယ်ဆိုတာကိုစကားခံနေရှိလားဟုတ်ပြီကျွန်တော်စီမှာ page ဝယ်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ဒီမှာရောင်းနေတဲ့ page ကအားလုံး all green ဖြစ်ရမယ်အားလုံးအစိမ်းရောင်ဖြစ်ရမယ်ပေါ့เนาะpage quality အစိမ်းရောင်ဖြစ်ရမယ် page ရဲ့ monetization update ဖြစ်ရမယ် page ရဲ့ recommendation active ဖြစ်ရမယ်နောက်တစ်ခုကကျွန်တော်စီမှာဝယ်တဲ့ page ကဘယ်တော့မှမူလပိုင်ရှင်ကပြန်ယူသွားတာမျိုးမဖြစ်စေရဘူးတကယ်လို့မူလပိုင်ရှင်ကပြန်ယူသွားတယ်ဆိုလို့ရှိရင်ကျွန်တော်က page အစားထိုးပြန်ပေးတာမျိုးသို့မဟုတ် page ရဲ့တန်ဖိုးတန်ကိုငွေပြန်အမ်းတာမျိုးတွေကျွန်တော်တောင်းယူမှုနဲ့ကျွန်တော်လုပ်ပြီးမယ်ကျွန်တော်စီမှာပေးဝယ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကဝယ်တဲ့သူကိုပေးပြီးဆိုလို့ရှိရင်ဗီဒီယိုကောနဲ့ပြန်ပြီးတော့ကျွန်တော်စစ်ခိုင်းတယ်ကျွန်တော်ပြောတဲ့အတိုင်းဟုတ်တယ်မဟုတ်ဘူးပေါ့เนาะကျွန်တော်က offering လို့ပြောတာဆိုရင် offering ဖြစ်ရမယ်set up page ဆိုရင် set up page ဖြစ်ရမယ် set up နှိပ်ထားပြီးသား monetization အောင်ပြီးသားကျွန်တော်ပေးအောင်ပြန်ချိန်ပေးမယ်ဆိုရင်ပေးအောင်ပြန်ချိန်ပေးတဲ့ page ဖြစ်ရမယ်တကယ်လို့ကျွန်တော်ပြောတဲ့အတိုင်းမဟုတ်ဘူးဆိုလို့ရှိရင်ချက်ချင်း admin ထွက်ပြီးကျွန်တော်ဝယ်ထားတဲ့ပေးရတန်ဖိုးတိုင်းကိုကျွန်တော်ငွေအတိအကျပြန်အမ်းပေးမယ်ကိုကပေးဝယ်ပြီးပြီဆိုလို့ရှိရင်ပေးကအာမခံချက်ပေးထားတော့ညာလဲ user for နဲ့ရောင်းနေတဲ့သူရဲ့ for ဆိုပြီးတော့နှစ်မျိုးရှိတယ်ရောင်းနေတဲ့သူရဲ့ for ဆိုတာကကိုကဝယ်ပြီးမှเนาะပေးပိုင်ရှင်ကပြန်ယူသွားတဲ့ဆိုရင်တော့ဒါကတော့ပေးရောင်းတဲ့သူဘက်ကတာဝန်ယူမှုတွေလုပ်ပေးရမယ် user for ဆိုတာကကျွန်တော်တို့ပေးလိုက်တာကကျွန်တော်ရောင်းလိုက်တဲ့ပေးကအကောင်เนาะအကုန်လုံးအစိမ်းဖြစ်တယ်အကုန်လုံးနဲ့အဆင်ပြေတယ်ဒါပေမဲ့ဝယ်သွားတဲ့သူက Facebook ရဲ့ policy တွေကိုမသိဘဲနဲ့ကျွန်တော်တို့ဗီဒီယိုတွေတင်မယ်သူများရဲ့ဗီဒီယိုတွေယူတင်တယ်ဒါမှမဟုတ်ဆိုလို့ရှိရင် background music ထည့်သုံးပြီးတော့ copyright မိတာတော့လည်းကောကျွန်တော်တို့ recommendation အပိတ်ခံတော့လည်းကောဒါမှမဟုတ် community standard policy ထိပြီးတော့ page quality နေသွားတယ်တော့လည်းကောเนาะ user ရဲ့ fault ပေါ့เนาะ user လောက်လိုက်တဲ့အမှားကြောင့်ဒီ page က issue တစ်ခုဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တာဝန်မယူဘူးဒါက user ရဲ့ fault ဖြစ်တယ်เนาะကျွန်တော်တာဝန်ယူထားတာဒီကျွန်တော်ပေးလိုက်တဲ့ page ကကျွန်တော်ပြောတဲ့အတိုင်းဖြစ်ရမယ်နော်တကယ်လို့မဖြစ်ဘူးဆိုရင်တော့ကျွန်တော်တာဝန်ယူပေးတယ်ပြန်ပြီးတော့မူလပိုင်းပြန်ယူသွားတာမျိုးဆိုရင်ကျွန်တော် page အစားထိုးအစ်စ်ပြန်ပေးတယ်သို့မဟုတ် page ရဲ့တန်ဖိုးတန်ကိုကျွန်တော်ပြန်ပြီးတော့ပေးမယ်အဲ့တော့page ဝယ်သွားတာကဒီနေ့ပဲဝယ်တယ်နော်ကိုက policy နားမလည်ဘူးဆိုလို့ရှိရင်ကိုတင်လိုက်တဲ့ video တွေကြောင့်net ပြန်လဲ monetization ပြန်ပြုတ်သွားတာမျိုးဖြစ်နိုင်တယ်လို့ page quality หนีသွားတာမျိုးလည်းဖြစ်နိုင်တယ် page ကဒီနေ့ပဲဝယ်သွားတယ် net ပြန်ကြတော့ page က quality หนีသွားတယ်သို့မဟုတ် monetization ပြုတ်သွားတယ်ကျွန်တော်စီပြန်လာတယ်page ကဘာဖြစ်တာလဲ page หนีသွားတယ် monetization ကျသွားတယ်
ဘာကြောင့်ကြာသွားတာလဲဘာကြောင့်ညီသွားတာလဲစစ်ဆေးကြည့်တဲ့အခါကျရင်ဝယ်သွားတဲ့ page ပိုင်ရှင်ရဲ့တင်လိုက်တဲ့ဗီဒီယိုတွေကြောင့်ကြာသွားတာပေါ့နော်ဒါဆိုလို့ရှိရင်တော့ user ရဲ့ fault ပဲဖြစ်တယ် monetization limit ထိသွားတာလို့ page quality ညီသွားတာလို့ကဗီဒီယိုတစ်ပုတ်ပဲတင်လိုက်ရင်လည်းဖြစ်တယ် Facebook ရဲ့ policy နဲ့မကိုက်ညီဘူးဆိုလို့ရှိရင်ဗီဒီယိုတစ်ပုတ်ပဲတင်တစ်ရက်ပဲသုံးတော့ဖြစ်တယ်အကြိုက်ဒီမှာဖြစ်တာမျိုးမဟုတ်ဘူးအဲ့တော့ကိုက page ဝယ်သွားပြီးပြီဆိုလို့ရှိရင်ကိုဝယ်ထားတဲ့ page ကကောင်းနေတယ်ဆိုလို့ရှိရင်ကိုတင်တဲ့ content တွေကလည်း Facebook ရဲ့ policy နဲ့ညီညွတ်ဖို့လိုတယ်မညီညွတ်ဘူးဆိုရင်တော့အကယ်ကိုက Facebook ရဲ့ policy ကိုမသိဘဲနဲ့တွေ့ကြရဗီဒီယိုတွေเนาะသူများရဲ့ဗီဒီယိုတွေကို live ပြီးတင်မယ်ဆိုလို့ရှိရင်တော့ကိုဝယ်လိုက်တဲ့ page က page ရဲ့တန်ကိုဆုံးရှုံးသွားလိမ့်မယ်ကျွန်တော်တို့ဝင်ငွေရှာလို့ရတော့မှာမဟုတ်အဲ့တော့ page ဝယ်ခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Messenger ကနေပြီးတော့လာမေးလို့ရတယ်ကျွန်တော်စီမှာ page တွေကအများကြီးရှိတယ်ကျွန်တော်ရောင်းတဲ့ page ကလည်းအကုန်လုံးကကျွန်တော်တို့ 100% account ဖြစ်ရမယ် error မရှိသေးရဘူးကျွန်တော် page ကိုလည်းကျွန်တော်စီကဝယ်တဲ့ page ကိုလည်းကျွန်တော် 100% အာမခံထားပေးတယ်ဟုတ်ကဲ့ကျွန်တော် video ကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်